तू ကကိုအမေကန်ကိုထဲ့တယ်ဘယ်ရမလဲကိုကလည်းသူ့သားနဲ့ပြန်တွဲပေးလိုက်တာပေါ့မမေ့မွေတော့ မှုရမယ်လေအေး ဒီရဲ့သက်လို့ရကြ ဟုတ်တယ်ဘီယံမအရင်မဆိုးဘူးပေါ့သူကရီတဲ့အခန်းဆိုလို့ရှိရင်သူကဟိုလာရီတဲ့လာလို့မနာဘူးလား တတခါရဲသူကဒီနေ့နည်းနည်းကစားတော့ဗလာလေးကငုံလောက်ထွက်လာသူကငုံလောက်ထွက်လာတဲ့အချိန်မှာသူကအင်းကြီးပါချွတ်တဲ့အချိန်သူကလေအားဆဲဆိုင်မစင်ဘုံစင်းနဲ့ရောက်လာတာမမေရဲ့ MTV ရိုက်ချင်လို့တဲ့ဘလို့ယူလဲဘာညာအေးပေါ်မောင်လေးကိုဇင်းလုံးလေးပြောပြီးတော့ဟုတ်ကဲ့နောက်နေ့မနေ့ကျဖုန်းဆက်မရဲ့ကျွန်တော်ရောက်ပြီဟဲ့ညံလိုက်တာကွယ်လို့ လောကြောင်ရတော့မို့တယ်နော်မင်းပဲအမေသားမေးစားရိုက်မယ်ဆိုတော့ကြိတ်လိုက်တာပေါ့အဲ့လိုကြိတ်လိုက်တော့ဖုန်းနံပါတ်တွေလည်းတွေ့တော့ ကျမအမေလို့ခိုင်းနေကွယ် ဟုတ်တော့ဆက်လိုက်တာပေါ့အဆက်ပြီးတော့တခါလေ maybe နောက်ရကြဆင်းလာလိုက်တာ သူနဲ့ညလုံးမျက်ခုံးနှာခေါင်းတူရဲ့တဲ့အဲ့နဲ့ကျွန်တော်ရဲ့အမေဖြစ်တဲ့နေဟုတ်ပါပြီကွယ်ဖြစ်တယ်ကွယ် ချွန်ထွက်တယ် အဲ့တော့ဒါမမေကိုကြဘာဖြစ်လို့အမေနေရာတရုပ်ဆောင်ခိုင်းနေတာလဲမမေကငယ်ပါသေးတယ်မေကမရိုက် ဟောမအပြင်မှာတွေ့တော့တော်တော်ငယ်သေးတယ်လို့ကွာဟိုပါလေဟွာ line မှာတွေ့တော့အသက်ကြီးပြီလို့ပဲထင်တာအဲ့ဒါအပြင်မှာတွေ့တော့အမရောအများကြီးကျင်သေးတယ်ပေါ့အမေနေရာသေးဥစ္စာဆိုတော့အဲ့လိုမျိုးဟာသားတောင်ပြောပြလို့ तू ကကိုအမေကန်ကိုထဲ့တယ်ဘယ်ရမလဲကိုကလည်းသူ့သားနဲ့ပြန်တွဲပေးလိုက်တာပေါ့ မမေ့မွေတော့ မှုရမယ်လေအေး အဲ့တော့လည်းပြန်ရမလို့ကြောက်တော့ပြန်ဝင်ရမလဲဆိုတော့စားတော့မရရဲဟောလား သားလာလို့ဖတ်ပြီးရဲ့ မရရဲတော့လေလို့ရ ချက်ပြီးတော့ဘာမှမလုပ်ဘူးအဲ့ဒါဒရိုက်တာဦးအောင်စကြာဘဘုံရဲ့ तू ကရှက်နေတာများနေတယ်ရှက်နေတော့ဘယ်လိုလုပ်မလို့ရှက်နေလေအမှုပညာလုပ်ရင် သူ့ကိုကြည်ချင်းဆိုလို့ရှိရင်လည်းသူကြမကြည့်ရဘူး မကြေးတော့ အကြည့်ချင်းကိုကြီး ကိုကြေးတာဟောကိုကြီးသားမှမဟုတ်မကြေးချင်ဘူးလေ အဲ့